မင်းသာဒီဇကားတွေကမင်းသားလို့ခဏခဏသေးဆုံးပြီးတက်မနက်ထဲမှာပဲအချိန်ချင်းပြန်နိုးလာရင်ဘယ်လိုလုပ်မလဲခုတင်ဆက်ပြီးမှဇကားတော့ boss level ဆိုတဲ့ဇကားဖြစ်ပါတယ်မင်းသား Ryan တယောက်ကရင်ပေါ်မှာနိုးနိုးချင်းသူ့ကိုတတ်ဖို့စူးစမ်းနေတဲ့လူသက်သမားတယောက်နဲ့စတင်ရင်ဆိုင်ရပါတယ်ဒါဟာသူရင်ဆိုင်ရတာအချိန်တရာမကတော့တဲ့ time loop တစ်ခုတည်းကိုရောက်နေတာပါမနက်9:09 မိနစ်မှာသူနိုးလာတိုင်းရဲရင်ပေါ်ကနေ17နှစ်နဲ့ပြစ်တာတွေခန်းထဲကိုဓာတ်နဲ့ကင်ဆောင်ထားတဲ့လူသက်သမားဝင်လာတာတွေကိုသူကအလွတ်ရနေပါပြီRyan ကအထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်တဲ့အတွက်တီတိုက်ခိုက်မှုတွေကိုကျွမ်းကျင်စွာရှောင်တိန်နိုင်ပေမဲ့ဘလောက်ပဲစူးစမ်းနေပါသည်နေ့လယ်ပိုင်းရောက်တာနဲ့သူဟာနီလန်မျိုးစုံနဲ့တက်ခံနေရသေးပါ Ryan ဟာဂရင်ပေါ်မှာအေးဆေးဆေးအိပ်ပျော်နေရနေရုတ်တရက်မျက်လုံးပွင့်လာပါတယ်သူအိပ်ရာကနိုးတာနဲ့သူ့ကောင်းကိုအေယာမဓာကြီးတစ်လက်ကခုတ်ချဖို့အပေါ်ကနေကျလာပါတယ် Ryan ကတော့အေးဆေးဆေးပဲမျက်တောင်တစ်ချက်မှမခတ်ဘေးကိုလှည့်ရှောင်လိုက်တယ်ဒီလူတော်သမားက Ryan ရဲ့အိတ်ခမ်းထဲကိုနေတိုင်းလာနေတဲ့တရှိသမားတစ်ယောက်ပါပဲ Ryan ကပရိသတ်တွေကိုပြောပြတယ်ဒါကကျွန်တော်ရဲ့မနက်ခင်းပါပဲသူကအထူးတပ်ဖွဲ့ဝင်တယောက်ဖြစ်ပေမဲ့အခုတော့အချိန်စဝန်းထဲမှာပိတ်မိနေတာပါRyan ဘဲအချိန်မှနိုးမနက်9:09 မိနစ်အတီးကြမှာဒါသမားကလာတိုက်ခိုက်ပါတယ်အပြင်မှာလည်းရဲရင်တစည်းရောက်လာပြီးသူ့အခန်းကို17နှစ်နဲ့ဒရဇက်ပြစ်ခတ်ပါတော့တယ်Ryan ကတော့ကော်ဖီကိုခွက်ထဲထည့်နေရင်းကနေကြီးစံနေကြတဲ့မှာအကားခုန်နေသလိုကျွမ်းကျင်စွာရှောင်ပြသွားပါတယ်သူဟာဒီတိုက်ခိုက်မှုတွေကိုအချိန်ရာနဲ့ချီပြီးကြုံပူးပြီးသားမို့ဘဲကြီးစံကဘယ်လိုလာမယ်ဆိုတာသူကအလို့ရနေပါတယ်သူအခန်းထဲကနေခုန်ချလိုက်တဲ့အခါလမ်းပေါ်မှာတဲကားတစည်းကအသင်းဆောင်နေပါတယ်Ryan ကအဲ့ဒီကားပေါ်ကိုကျသွားပါတယ်ဒါပေမဲ့လည်းကားပေါ်မှာအနားယူဖို့အချိန်မရှိပါဘူးလူသက်သမား2ယောက်ကကားတစ်စီးနဲ့သူ့နောက်ကိုလိုက်လာပြီးတနက်နဲ့ပြစ်ကြပါတယ်Ryan ကအဲ့ဒီလူသက်သမားတွေကို Hitman လို့နာမည်ပေးထားပါတယ်တယောက်ကပောက်ကွဲစေတတ်တဲ့ပစ္စည်းတွေသုံးတဲ့ဆန်နီနောက်တစ်ယောက်ကဂျာမန်သိုးထိန်ခွေးတွေကိုလိုက်တဲ့သူဖြစ်ပါတယ်Ryan ကဒီလူတွေကိုတယောက်ပြီးတယောက်ရင်ဆိုင်ရင်းနဲ့နောက်ဆုံးမှာတော့နေ့လယ်12:48 မိနစ်ရောက်တိုင်းမှာနီလန်မျိုးစုံနဲ့အသက်ခံရပါတယ်သူဘလောက်တော်ဘလောက်ပဲဝေးပြီးအဲ့ဒီအချိန်ရောက်ရင်သူသေးကိုသေးရပါတယ်Ryan ကဘာလို့အဲ့လိုခဏသေလိုက်ရှင်လိုက်ဖြစ်နေရလဲဆိုတာကိုသူကိုယ်တိုင်လည်းဘေးနီးဖြစ်နေတော့မှာပဲသူစဉ်းစားမိတာကတော့သူ့ရဲ့ဇနီးဟောင်းဂျမ်မာစီကိုတွားလဲတဲ့နေ့တစ်နေ့ကနေစတာပါပဲဂျမ်မာက Dynasty လို့ခေါ်တဲ့အစိမ့်မြင့်နည်းပညာကုမ္ပဏီတစ်ခုမှသိပ္ပံပညာရှင်ဖြစ်အလုပ်လုပ်နေပါတယ်အဲ့ဒီကုမ္ပဏီရဲ့အကြီးအကဲကတော့အာနာရှင်ဆန်နဲ့ဗန်တာဆိုတဲ့ဘွဲကြီးဖြစ်ပါတယ်ဂျမ်မာက Ryan ကိုကုမ္ပဏီစီခေါ်တွေ့တော့ကသူမအကြီးအကျယ်စိုးရိမ်ထိတ်လန့်နေတာကြောင့် Ryan ကသတိထားမိသွားပါတယ်ဂျမ်မာက Ryan ရဲ့ DNA နမူနာကိုလွှဲဝဲယူခဲ့ပြီးစပင်တယ်လို့ခေါ်တဲ့အချိန်ကိုတင်းချုပ်တဲ့စက်ကြီးထဲမှာထည့်သွင်းခဲ့ပါတယ်။ဒါဟာ Ryan ကိုအချိန်စဝန်းနဲ့ထည့်လိုက်တာပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဂျမ်မာက Vanta ရဲ့ကဘာကြီးကိုဖျက်ဆီးမဲ့အကြံစီကိုသိနေလို့ပါ။သူမက Ryan ကိုသာဒီအချိန်စဝန်းထဲမှာထည့်ထားလိုက်ရင်တနေ့မှာ Ryan ကဒီကိစ္စတွေကိုပြန်ဖြေရှင်းနိုင်လိမ့်မယ်လို့ယုံကြည်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဒါပေမဲ့နောက်တစ်နေ့မှာတော့ဂျမ်မာက Vanta ရဲ့လက်ချက်နဲ့အသက်ခံရတယ်လို့သတင်းထွက်လာပါတယ်။ Ryan ကသူ့ဇနီးကိုမကယ်တင်နိုင်ခဲ့တဲ့အပြင်သူ့ကိုယ်သူလည်းဒီအချိန်လူတွေကနေဘလို့ထွက်ရမှန်းမသိဖြစ်နေခဲ့ပါတယ်။ Ryan ကလူသက်သမားတွေကငါဘလောက်ပြေဘလို့ဖြစ်လို့ငါ့ကိုရှာတွေ့နေလာတယ်လဲဆိုပြီးစဉ်းစားလိုက်ပါတယ်။သူကအချိန်ပေါင်းများစွာတိတ်ဆုံးပြီးရဲ့နောက်မှာတခုခုမှားနေပြီဆိုတာသိလာရပါတယ်။တနေ့မှာတော့သူကအရက်ဆိုင်ထဲမှာရေဒီယိုလိုင်းတွေကိုတိုင်းတာနိုင်တဲ့ပညာရှင်တယောက်နဲ့ဆုံပါတယ်။အဲ့ဒီမှာတင်သူတီးလိုက်ရတာကသူ့ရဲ့သွားထဲမှာတင်းငယ်လာတဲ့ခြေရခံဆက်တစ်ခုကိုတယောက်ကထည့်ထားခဲ့တာပါ။ Ryan ကအဲ့ဒီဆက်ကိုကိုယ်တိုင်ဆွဲထုတ်ပစ်လိုက်ပါတယ်။အဲ့ဒီချိန်ကစပြီးသူကလွတ်လပ်သူတယောက်ဖြစ်သွားပါတယ်။လူသက်သမားတွေကသူ့ကိုအရင်လိုလွယ်တကူရှာတွေ့လို့မရတော့ပါဘူး။ဒီအချက်က Ryan အတွက်ကစားပွဲကိုပြောင်းလဲပြဖို့ပထမခြေလှမ်းဖြစ်လာခဲ့ပါတယ်။ Ryan မှာအကြီးမားဆုံးအတားအဆီးတစ်ခုရှိနေပါတယ်။အဲ့ဒါကတော့သူ့ကိုအမြဲတမ်းခေါင်းဖြတ်တတ်တဲ့တရုတ်ဓာသမားဂွမ်းရင်ပါပဲ။သူမကအရန်ကိုမြန်ဆန်ပြီးကျွမ်းကျင်လို့ Ryan ကဘလို့မှမရှင်းနိုင်ပါဘူး။ဒါနဲ့ Ryan ကဆုံးဖြတ်ချက်တစ်ခုချလိုက်ပါတယ်။သူကမျိုးတွေကဓာတိုင်းပညာအကြောင်းတစ်ခုကိုတွားပြီးကဘာကျော်ဓာတိုင်းဆရာမကြီးစီမှာပညာသင်ပါတယ်။အချိန်လူပေါင်းများစွာလားနဲ့ချီအချိန်တွေကိုသူကိုယ်တိုင်သုံးချပါတယ်။သူတည်သွားလိုက်နောက်တစ်နေ့မှာဓာတိုင်းကျောင်းကိုပြန်သွားလိုက်နဲ့လူတိုင်းမှာသူ့ရဲ့ကျွမ်းကျင်မှုကတိုးတက်လာပါတယ်။စာပိုင်းမှာသူကဓာတောင်ကောင်းကောင်းမကင်တတ်ပေမဲ့ယာနဲ့ချီတဲ့စူးစမ်းမှုတွေပြီးမှတော့သူကဂွမ်းရင်ကိုတောင်ရှင်းနိုင်တဲ့အဆင့်ကိုရောက်လာပါပြီ။ Ryan ဟာလူသက်သမားတွေရဲ့ခြေရခံမှုကနေလွတ်မြောက်သွားတဲ့အခါမှာသူအရင်ကမလုပ်ခဲ့ဘူးတဲ့အလုပ်တစ်ခုကိုလုပ်ဖို့အချိန်ရလာပါတယ်။အဲ့ဒါကတော့သူ့ရဲ့သားဂျိုးနဲ့အချိန်ဖြုံးမှုပါပဲ။ဂျိုးကသူ့ဖေဟာအထူးတပ်ဖွဲ့ဝင်အောင်တယောက်မှမသိသလိုခုလိုချိန်ဆက်ဝန်းထဲမှာပိတ်မိနေတာလို့လည်းမသိပါဘူး။ Ryan ကဂျိုးရှိရာဗီဒီယိုဂိမ်းဆိုင်ကိုတွားပြီးသူ့အဖေမှမသိစေပဲတငယ်ချင်းလိုမျိုးဂိမ်းတွေအတူတူကစားရင်တနစ်တာကိုကုံဆုံးသွားစေခဲ့ပါတယ်။ဒီနေရာမှာ Ryan အတွက်စိတ်မကောင်းစရာအမှန်တရားတစ်ခုကိုသိလိုက်ရပါတယ်။အဲ့ဒါကတော့လူဆိုးကြီး Vanta ဟာ Ryan ကိုတတ်ဖို့ယုံနေမဟုတ်ဘူး။သူ့မိသားစုတစ်ခုလုံးကိုပါတတ်ဖို့စူးစမ်းနေတာပါပဲ။ခုတော့ Ryan ဟာအပျော်တမ်းကစားနေတဲ့သူတယောက်မဟုတ်တော့ပါဘူး။ Ryan ဟာ Vanta ရဲ့ရုံးခန်းထဲကိုရောက်သွားတဲ့အခါမှာတော့ Vanta ကအေးအေးဆေးဆေးပဲစောင့်နေတာကိုတွေ့ရပါတယ်။ Vanta ကသူ့ရဲ့ရုံးမာတဲ့အစီအစဉ်ကိုပြောပြပါတယ်။ Vanta ရဲ့ရုံးမာတဲ့အစီအစဉ်ဆိုတာက Osiris Sphinx စက်ကြီးကကဘာကြီးရဲ့အချိန်တွေကိုဖျက်ဆီးပြီးသူ့စိတ်ကြိုက်အချိန်တွေကိုပြန်လည်ဖန်တီးမှဖြစ်ပါတယ်။
ဘိုင်းကဗန်ဒါကိုပြက်ရှင်းလိုက်နိုင်ပြီမဲ့ပြဿနာကမပြီးသွားသေးပါဘူးဂျမ်မာကတေးဆုံးနေပြီဖြစ်ပြီးဆက်ကြီးကလည်းထိန်းချုပ်မရအောင်လဲပဲနေပြီဖြစ်ပါတယ်ဆက်ကြီးကိုမရက်တက်နိုင်ရင်ကဘာကြီးတစ်ခုလုံးပျက်စီးသွားတော့မှာပါရိုင်းဟာလူပေါင်းများစွာကိုထပ်ခါစူးစမ်းရင်းနဲ့အဖြေတစ်ခုကိုရှာတွေ့သွားပါတယ်အဲ့ဒါကတော့ဂျမ်မာကိုမသေးခင်ချိန်ပြီးတွားကယ်ဖို့ပါပဲသူကမနက်ခင်းနိုးလာတာနဲ့တစ်စက္ကန့်မှမနာပဲလှုပ်ရှားရပါတယ်လူသက်သမားတွေကိုအမြန်ဆုံးရှင်းထုတ်တယ်ခြေရာခံဆက်ကိုဖြုတ်တယ်ပြီးရတဲ့ဗန်ဒါရဲ့စကန်ကိုဓာတ်ရိုက်သွားပြီးဂျမ်မာကိုမတက်ခင်မှာကဲထုတ်နိုင်ခဲ့ပါတယ်ဂျမ်မာကရိုင်းကိုရှင်းပြတယ်မင်းဆက်ထဲကိုခုံဝင်ရမယ်အဲ့ဒါမှအဲ့ဒီ time blue ကရက်တန့်သွားပြီးအချိန်တွေပုံမှန်ပြန်ဖြစ်လာမှာလို့ပြောတယ်ဒါပေမဲ့အနေရကဆက်ထဲဝင်သွားရင် Ryan ရဲ့ဖြစ်တည်မှုကထာဝရပြောက်ကွယ်သွားနိုင်သလိုလုံးဝပြန်မနိုးလာတာလို့လည်းဖြစ်နိုင်ပါတယ် Ryan ကသူ့ရဲ့ဇနီးဂျမ်မာနဲ့တာဂျိုးတို့ကိုကြည့်ပြီးပြုံးပြလိုက်ပါတယ်သူတို့ရဲ့အနာဂတ်အတွက်ဆိုရင်သူတေးရမှာကိုမကြောက်တော့ပါဘူး Ryan ကဂျမ်မာကိုနှုတ်ဆက်ပြီးနောက်ဆုံးတစ်ခါထပ်ကြိုးစားကြည့်တာပေါ့ဆိုတဲ့စကားနဲ့အတူတောက်ပနေတဲ့ O series စပင်တဲ့ဆက်ကြီးတဲ့ကိုရဲရဲဝုံဝုံခုံဝင်သွားရင်လည်းဇလန်းလေးကအဆုံးသတ်သွားပါတော့တယ်